嘿，你弄么家我们那了，过到来从眼里的喏，其他嘿不是个来么家我们那了，你看我他妈他们俺们来木，不要没嘛也烂标了，烂标了多少阿产那啥那的，多少说的讲究把忙的，把标的真弄，嘿，好你们干弄啥事？啊，就是为个比看都厉害的，那我阿爸爸几爷了，乱了么无不一个风气不话说的。这种你们要对嘛，从俺的老模样嘛，这种你们要对俺的好不一样的。这种咱家说新疆人，当有几个不对为了咋个那着几个阿飞那的苗出了水不垃圾么，那个是俺们老板。然后朋友就过来了，三边摸的嘛，这家伙的金巴路，三批的咱家说的问天里的这个名人伢子品，哎呀，你等着呀，一批的牛吧别的。都到那个咱家说新疆人上岸转来的，看着没浪着玻璃，继续楼家吧。没浪奶的讲不，可是我让看着粗不，浪奶的浪不，没浪奶的骑着龙尾当王别么查完呢。好的嘞，可是我让出来这都看见户哎你没养卷子呀，系的谁卷呀咋不？就满了那种啊，这个嘛的要别谈了，骑着龙尾当当。弥补的你这个嘛面路嘛就个来演的吧，这就个让出来比这个怎么错？我碰那个来干，比这周围干的做不出来的卡里够。哦，爱在那住耶，爱些嘛么地步，爱在那住耶，属于这个不一样。如果要长期这么地步，就没转那么干嘛转了，变了的，碰那个来车比卡里干，周围干的不稳乱的哎呢。哦，爱在嘛呢？可能俺来地没嘛，突然搞到来地没嘛，问了都来地没嘛。可是从这么说，没不着那问，这个叫俺干比较，可是老嘛不呀？就谁钱不是干的头么标吧不？哦，你谁也这个嘛耶？说是个老说的，就可以你没要么咋样不难了。哎，你呀，都那些咱的骑着龙头来当的呀，俺从那落抓，不是个呀。这样的呀，那给他个老龙皮都看着多粗吧呀，老男人老妈妈老男人看着多不。第天就满的那种啊，就俺呀子表演哦。牛高要这亲友呢，把妈妈的只有那样，只有说的只有这个阿种表不下去呢，下表讲嘛讲。后头只有个下楼，就看那表不吧的。前毛黑那个有地方杀进来，说到明年我满脑黑，我满脑黑就说的就是俺这叫工的这扩产呢。就个就杀进来黑太吃饭了，刚那黑人这快慢慢落进来了，工人表了。哎，他只有一个上谁抽的？哦，朋友们搞哪里？阿弟杀进来捞来，哦，下楼了。嘛搞那里不然三大里，阿弟杀进来捞来的，搞了啊，搞捞来不搞来嘛捞来，没。假如下路表价嘛咋回？加上只有这个种表不下去呢。阿弟说呢，这样那边的就干里头不妈妈面了一下要求，你不讲呢不妈妈面了一下到，只有个人上机，人上机比较这都，阿弟在，人上里熬那都人上我就交机。正面的妈妈表变背，变背的，我满的那个只有表了，当母有个只有的呀，那样那个路在骨头里都扒的，你那哪里没？嘿嘿，模糊只有那就那个老实的风景了，慢慢路。今天这看着这样那边的变背，那就转老比说比多啊，你在那内地。我抓来不多变碰，就跟那么抓不这种样那么了，把妈妈面那一样的，那就么抓那么干么抓的，得有个就那么叫，还跑你耍了，还跑你耍手的就那么耍不，还那么抓不，么抓了这样那给他都奶奶的别咋熬出人，这有路车人了，就对面没好把马比你来这有说了，就把马路拦车，
ဟဲ့ဘုန်းကြီးစွားဆိုပတ်စွားဖို့တော့ငါမဘုန်းကြီးစွားကွာလေဆိုလေဗမာလိုလမ်းဆဲတော့ဘာပြောကောင်းမလဲကျုပ်ကတ္တရာလမ်းပေါ်သပိတ်ကြီးချပြီးအဲ့ဒီတရုတ်နောင်ချင်းဝင်ချဟိုမန္တလေးကတရုတ်တော့တောင်ငူကမဟုတ်ဘူးနောင်ချင်းဝင်ချတော့မှဗမာမထွက်ပြေးလာရှင်မရသိခံပါဗျာဘာသာကြောင့်မဟုတ်ပါဗျာနားမလဲလို့ပါဗျာမသိလို့ပါဗျာသိခံပါဗျာအဲစောစောကသူမြင်သားနဲ့စောစောကတော့ထွက်လောင်းပေါ်မရဘူးသူ့ဟာထိတော့မှခင်ဗျားတို့ကြားဘူးလားနဲ့အမေယောက်ျားတွေကပါတယ်မရထိတော့ပါတယ်ပြိတ္တာမရထိတော့ဓာကြီးအဲ့ဒီမိမကလည်းလင်းထိတော့သူကြည့်ရတခုတော့ရှိလို့ထွက်လာတာရှိတော့တရားနာပြိတ္တာရေဒီခါပါဗျာဒီခါပါဗျာနဲ့တပိတ်ကလေးတပိတ်ချီနဲ့တင်လို့ထိုင်ပါဗျာဒီသတင်းသုံးပါဗျာနဲ့အမေနောက်ပိုင်းဘာလျှောက်တယ်ထင်လို့ရှင်ဗျာတဲ့ဟိုနောက်ရက်ဒီကနေ့ကစပြီးဖြင်ဗျာထိုင်ကိုတော့ဖြစ်နေစဉ်ကြွားပါဗျာလက်သီးတကူလွယ်တော့မဟုတ်ဘူးမန္တလေးကဒီလိုပဲလောက်ယူတာယူရရတဲ့ကိစ္စဒါကြောင့်တရားနာပြေးသားရေကြောအစုံများမလုပ်ကြပါနဲ့တန်ဃာတော်ရှင်များများကြွလာရင်ဂယုစိုက်လောင်းကြပါနော်ကြောစုံနဲ့ဘုန်းကြီးတွေကလည်းမတည့်လုံးလို့ပါဗျဟုတ်တယ်ကြောစုံနဲ့ဘုန်းကြီးကဘယ်ထိအောင်မတည့်တယ်လို့သေကမ်းပြမတည့်ကြောစုံပါဗျာလို့မရှိနဲ့အဲ့ဒီကိုတော့ခြားကလေးဆိုလက်ထွက်သွားမကြောစုံဆိုတာယဉ်ကျေးအောင်ပြောတာပဲပြိဿတကယ်တော့တဲ့တဲ့ပြောကြလို့ဆိုတော့သွားတယ်မလောင်းနိုင်ဘူးတဲ့ဒါပဲဒီမလောင်းနိုင်တဲ့လူနဲ့လိုချင်တဲ့ဘုန်းကြီးနဲ့ဘယ်နဲ့လုပ်တဲ့မလို့လို့ဒါကြောင့်ကြောစုံများမလုပ်ကြနဲ့ဘုန်းကြီးနဲ့မတည့်ဘူးကြောစုံနဲ့ကမတည့်တာဗျာရပ်တော်မူပါအောင်ဖယားဆိုရင်တော့ဟောတနာကြီးနာကြီးဝက်ခြီတလုံးတွေတောက်ယုံမကားလို့ထိုးလဲပါသည်စိတ်ကူးလေးနဲ့တလောက်ကြာမှတော့ချင်းမောင်ဟင်းကပြီးချက်မဟုတ်တော့ဘူးမနူးသေးလို့လားဟဲ့အော်ဆွမ်းခံစားကြရတဲ့ဘုန်းကြီးဆိုရင်တော့ငယ်ကျိုးငယ်နာကုန်ပါပြီဒီတော့မြို့ကြီးပြကြီးစီကတရားတရားကောင်းတဲ့မြို့မို့ဆွမ်းလောင်းတဲ့ကိစ္စလေးသတိပေးရပါတယ်ဗျာမိမိတို့မြို့မှာမိတင်သတင်းသုံးကြတဲ့တန်ဃာတော်အရှင်မြတ်တွေအာဒီဆွမ်းကိစ္စကိုတော့ဖြင့်ခင်ဗျားတို့လစ်လျူမရှုကြပါနဲ့ပုဂ္ဂလသဗ္ဗယဆိုတာတစ်ပါးနဲ့တစ်ပါးမတက်လို့ဒီနေရာကဟိုနေရာပြောင်းနေရတာဗျနော်ရတာဗျဟောဒီဘောဓနာသဗ္ဗယများမပြည့်စုံပြီဆိုရင်သာသနာတော်မှာခိုင်မြဲဖို့အလွန်ခဲယုံပါတယ်ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဝင်းထိန်နေတဲ့တောင်ငူမြို့မှာရှိတဲ့တန်ဃာတော်အရှင်မြတ်တွေကိုဝအောင်ကျွေးမွေးလှူဒန်းနေတဲ့မြို့ဆိုတော့ရွှေဗလာဒီမို့အနာကုစရာမလူတော်လဲဘုန်းကြီးတို့ကထပ်မှန်ပြီးတော့တိုက်တွန်းရခြင်းဖြစ်ပါတယ်မြို့ဆိုတာတရားတရားကောင်းပါတယ်ကျွတ်တုတ်မန္တလေးရင်ကြည့်မှာပေါ့ဝရမ်းမှာကလေးမလေးတယောက်ဆွင်းရင်သလုံးကြီးနဲ့ကိုတော်တွေဝိုင်းတိုးတာတခါတည်းမှောက်ကြသလုံးမှောက်ကြအောင်တိုးလဲလောင်းတာပဲကိုတော်တွေဝိုင်းတိုးတာသလုံးကြီးကွတ်ဆိုမှောက်ရကြဘေးလိုက်ကြရင်တဝက်လောက်ကြာလို့မျောလင်းချက်ရှိသေးရဲ့ခုတော့မှောက်ရကြီးကြတော့ပြီးရောကလေးမလေးဟောမေဘုန်းကြီးတော်တာကုန်ပြီအမေတို့ဟဲ့သမီးမပြောနဲ့သူတို့ခင်ဗျားများတချို့ထိုင်ရင်မရှိတာမဟုတ်ဘူးသမီးကဟိုဘုံလောင်းလေးနဲ့စားရတာရှင်မရပြီခမောင်ပြရပါဦးရကြပါလေဗျာသမီးစလုံးယူခဲ့ဟောဖေးကြောပြီးခုခတ်လောင်းတုံးများစလုံးမှောက်ကြအောင်တိုးလေလောင်းတုံးများမြို့သူမြို့သားစေတနာထားတာပုံပြောပါတယ်မြို့မှုသာပေါ့ဗျာကျွတ်တို့တော်များဒီလိုစလုံးမှောက်ကြအောင်တိုးရဲ့အဲ့ဒီကိုတော့ခေါင်းတော့ဇွဲရထင်ပြီးတာမှတ်တော့တော့အိမ်ကြီးပြည့်လို့ရတာမဟုတ်ဘူးပရိသတ်ရဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအခုကြုံပြောနေတဲ့ဇတ်တော်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစကားတော့ရှည်ထွက်သွားတယ်ပြန်ဆက်လိုက်ကြအောင်လို့ကြည့်လေတရားနာပရိသတ်ဟိုမှာတန်ဃာတွေစကားဖြစ်ဘယ်လိုစကားဖြစ်ကြတယ်လို့ဆိုတော့ဓမ္မသဘယ်မှာအော်ဒီမိမတဲပြီးတော့ညံကောင်းပါလားဒီကနေပြီးကျုပ်ဖြတ်ထွက်သွားတာနော်အတော်လေးရှည်သွားပြီပြန်ဆက်မလို့ဖမ်းထားတဲ့လေသမား3ယောက်ကိုလွတ်အောင်လုပ်နိုင်တယ်ဘာမှလည်းမတော်ပဲနဲ့တယောက်ကိုလင်တယောက်ကိုသားတယောက်ကိုမောင်လို့ပြောပြီးတော့လွတ်အောင်လုပ်နိုင်တယ်တဲတော်တဲ့မိမပါလားလို့
စကားဖြစ်ကြတော့မှဖယားကြွအလားဟဲ့ဘယ်နဲ့ကြောင့်ငါဖယားကြွလာမှရပ်ထားကြသလဲမြတ်စွာဘုရားတဲ့ဒီမိမသည်လူ၃ယောက်ကိုရှင်မရင်ထောင်သွင်းအကျဉ်းထားရမှလွတ်တဲ့အကြောင်းပြောနေကြပါဗျာခြေသားတို့ခုမှမဟုတ်ဘူးဖဲဒီမိမဟောနောက်ဘဝတုန်းကလည်းဒီလိုလွတ်အောင်လုပ်ခဲ့ဘူးသကွဲ့လို့အတိတ်ဆောင်ဘာယာနှစ်ပြီးပြမရမင်းအုပ်ချုပ်စဉ်အခါဒီလိုပဲကျွန်းတပုံများကသွားပြီးတော့ကျွန်းတပုံများကိုစစ်သားတွေသွားပြီးနှိမ်နှင်းတဲ့အချိန်ခါမှာကျွန်းတပုံတွေမမိတော့လယ်သမား၃ယောက်ဖမ်းလာဒီလိုပဲမိမတယောက်ကလိုက်ပြီးတော့ပစိုးတောင်းပစိုးပြီးတော့လင်တောင်းလင်းမယ်မလဲမေးတော့ဖမ်းတဲ့လူ၃ယောက်ထဲပါတယ်တဲ့ထုတ်ပြတော့ဒါဘာတွေတော်တော့ဒါကလင်ဒါကမောင်ဒါကသားအသင်မင်းကြီး၃ယောက်စလုံးမပေးနိုင်ဘူးလားမပေးနိုင်ဘူးတယောက်ပေးမယ်ဆိုရင်မောင်ကိုပဲပေးပါတဲ့ဟဲ့သင်စောစောကပစိုးတောင်းတယ်နောက်လင်တောင်းတယ်အခုပဲလည်းကြောင့်မောင်ကိုတောင်းနေတာတို့အသင်မင်းကြီးတဲ့ဟိုမိမများမှာသားဆိုတာခပိုက်မှာရလွယ်ပါတယ်တဲ့လင်းဆိုတာလည်းခရီးလမ်းလျှောက်သွားရလွယ်ပါတယ်မောင်ကိုမွေးဖွားပေးရအရက်ဖြစ်တဲ့အမေကြီးသေးပြီးမရှိတော့ပါဘူးဗျာတဲ့ဒါကြောင့်ဒီလိုမောင်မျိုးအစားထိုးမရနိုင်လို့ဖယားကျွန်တော်မျိုးကြီးမရနိုင်တာကိုမှလိုချင်သူဖြစ်ကြောင်းပါဖယားဆိုလို့ဒီမိမကိုအကြောင်းပြုပြီး၃ယောက်စလုံးလွတ်ခဲ့တယ်အဲ့ဒီအတိတ်ဇာတ်ကြောင်းကိုပြန်မြောင်းပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဟဲ့ဖြစ်သားတို့ဟောဒီကောသလမင်းထမလူ၃ယောက်ကိုလွတ်အောင်လုပ်တဲ့မိမနဲ့ဒီလူ၃ယောက်နဲ့ဒီ၄ယောက်ဒီဟိုတုန်းကသူတို့၄ယောက်ပဲဖြစ်ခဲ့ကြတဲ့ခြေသားတို့ဟိုတုန်းကပြမရမင်းကြီးဒီယခုငါဖယားဖြစ်လာတဲ့ခြေသားတို့လို့အဲ့ဒါလိုဇက်ကိုပေါင်းတော်မူပါတယ်ပြိဿဒါကြောင့်ကျွတ်တို့ဧကနိပါဥစဉ်ကဇက်မှထုံနှုတ်ပြီးတော့ဟောတဲ့ဇက်လန်းမီဒီကနေ့ညမရတာကိုမှလိုချင်သူလို့အမိပေးထားတာနဲ့လည်းကိုက်ညီသွားပါပြီကျမ်းမာရေးမကောင်းတော့လဲပရိသတ်နဲ့သင့်လျော်အောင်ဆိုပြီးတော့အဆိုးလေးတွေအငိုလေးတွေလျှော့လို့တဖြည်းဖြည်းတစနဲ့ကျုပ်အပေါ်လည်းမဆိုးကောင်းလားမငိုကောင်းလားရဲ့လို့ဘယ်လိုမှမအောင်မေ့ကြနဲ့သိခညာကျမ်းမာရေးလည်းမကောင်းဘူးဆိုခြင်းစိတ်ငိုခြင်းစိတ်လည်းမရှိဘူးပရိသတ်တဖြည်းဖြည်းလျှော့တော့မယ်လို့လည်းအာယုံပြုထားပါတယ်ဒါပတိနောက်ပိုင်းကျတော့ဖြစ်သလိုကြည့်ရှုလုပ်ကြသေးတာပေါ့ကဲအခုရှေ့ပိုင်းတော့ဒီမြနဲ့ထားလို့ခမည်းတော်တတ်စွမ်းသမျှလှူဒန်းရမယ်အချိန်ကိုရောက်နေပါပြီနှစ်ပြားတစ်စောင်းရှေးဆန်းတော်ဇေဒီတော်ကြီးဈေးလူဈေးသားများဆောက်လုပ်နေတဲ့တစ်စောင်းတော်ကြီးအတွက်ကျုပ်ဒီကနေ့များများစားတော့မလိုချင်ဘူးပြည်သားကျုပ်ရဲ့သိက္ခာစိတ်လိုချင်ပါတယ်ပြည်သားကြီးနားထောင်တော့ကျုပ်သိက္ခာပြော20နဲ့ကျုပ်6ဝါရှိသွားပါ26ဝါ26ဝါဆိုတော့ကျုပ်သိက္ခာစိတ်ဖြစ်အောင်တော့အင်တိုက်အားတိုက်တက်ဆွမ်းသမျှကြိုးစားလှူကြ2600လောက်ရအောင်ရပါတယ်မပါဘူးမလုံးနဲ့မပါဘူးပြောကျုပ်လက်တွေ့ကြိုးတမ်းပြီးဒီလူတွေအိတ်ထောင်နဲ့အကုန်ရှောက်နိုင်မတသိန်းကျော်တောင်ရပါတော့ပေါ့လွန်လင်းတကူလေးအင်အားနဲ့ပေါ့ပင်ပန်းပန်းကြီးမဟုတ်ပါဘူးနင်းလောင်များလောင်တောင်းကြည့်စုပေါင်းပြီးတော့ခမရတို့အင်အားလေးနဲ့တရားတရားလေးနဲ့ကိုက်ညီအောင်မွေးပြီးတော့ကြိုးစားပြီးလှူကြပါကျုပ်သိက္ခာစိတ်2600လောက်ဖြစ်အောင်ကြိုးစားပြီးတော့လှူကြပါဆိုတာဘုန်းကြီးဒီကနေ့တိုက်တွန်းရင်းနဲ့ပဲခိတ္တနားပါမယ်ပြည်သားနည်းနည်းမောသွားပါပြီဗျာဒါကြောင့်ဗမာတွေနာမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါတိထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကိုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်နှစ်ပြားတစ်စောင်းတော်ကြီးအတွက်ဘုန်းကြီးရဲ့သိက္ခာစိတ်ကြာလီကံဆရာတော်နဲ့တောင်မြို့တရားနာပိဋကတရားတရားကြီးနဲ့ငွေ2600ဆိုတာကပီးတက်ရအောင်ကြိုးစားပြီးတော့လှူဒန်းနိုင်ရပါစေကုန်သတည်းအနန္တ5ပါးကိုရှိခိုးပါ၏ဗျာအနန္တ5ပါးကိုရှိခိုးပါ၏ဗျာ
လိုရှိခိုးရမှာတညတိုင်းလားညတိုင်းလားညတိုင်းရှိခိုးရပရိသတ်ကြီးဘုန်းကြီးကိုညတိုင်းရှိခိုးရမှာပါဖရာလို့ရှောက်သည့်အလျောက်ကောညတိုင်းများရှိခိုးကြရဲ့မိုးရင်းနဲ့အုပ်နဲ့နော်ဟုတ်ပါဘူးမိုးအုပ်နာပြောတာပါဘုန်းကြီးတိုက်တွန်းခဲ့တဲ့အကြိမ်မောင်းမနှဲတော့ပါဘူးတောင်လူမျိုးခမည်းတော်ကိုတရားဟောဖို့ကျုပ်ပလင်မော်တက်မဲ့ကြံကလေးကအနန္တ၅ပါးကိုရှစ်မခိုးပဲကျုပ်ပလင်မော်မတက်ဘူးပရိသတ်ကိုရှစ်ခိုးခိုင်းရုံနဲ့မကဘုန်းကြီးကိုယ်တိုင်လည်းအနန္တ၅ပါးရှစ်ခိုးပါ၏ဘုရားလို့ဥသုံးချိန်ချပြီးမှပလင်မော်တက်တဲ့ဘုန်းကြီးတရားနာပရိသတ်ကိုလည်းပဲအနန္တ၅ပါးရှစ်ခိုးမခိုင်းမဲ့နဲ့ကျုပ်တရားတပွဲမှမဟောဘူးတရားဟောလာတာအနှစ်20ကျော်သွားပါဒီလိုအနန္တ၅ပါးရှိခိုးတဲ့ဂုံကျေးဇူးတွေညီငယ်နှမငယ်လေးများကအစအိယာခင်းလို့ရှိရင်အိယာတဲ့ခေါင်းနဲ့ကပ်ပြီးမအိတ်ခင်အနန္တ၅ပါးသတိရကြပါစေတော့လို့တရားပွဲတိုင်းတိုက်တွန်းတဲ့ဂုံကျေးဇူးတွေတောင်ငူမြို့ကိုဝင်တော့မဲ့ကြရင်ကျုပ်မေတ္တာသုတ်ရုပ်ဝင်ပြန်ထွက်တော့မယ်ဆိုရင်မေတ္တာသုတ်ရွတ်ထွက်တောင်ငူမြို့တင်လားမဟုတ်ပါဘူးရောက်ရာမြို့ပြပြည်ရွာတွေမှာထုံနည်း၎င်းပဲမိမိတရားဟောဝင်တော့မယ်ဆိုတဲ့မြို့ရွာတွေမှာကျုပ်မေတ္တာသုတ်ရွတ်ပြီးတော့ငါတရားဟောမဲ့အယဒေသရှိကြတဲ့တရားတော်မတွေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဆိုတဲ့ဒီမေတ္တာဓာတ်နဲ့ပဲဘုန်းကြီးဝင်နေပြန်ထွက်တော့လဲကျမ်းမာချမ်းသာရကြပါစေမေတ္တာသုတ်ရွတ်ပြီးတော့ပဲဘုန်းကြီးပြန်ထွက်ဒါကြောင့်တနိုင်ငံလုံးလှည့်သွားနေတဲ့ဘုန်းကြီးမှာဒီမေတ္တာအကျိုးတွေအနန္တ၅ပါးရဲ့ဂုဏ်ကျေးဇူးတွေကြောင့်တရားဟောလာခဲ့တဲ့အချိန်အခါမှာအနှစ်20ကျော်ခရီးမှာအနှောက်အယှက်အတားအဆီးကန့်ကွက်ဘာမှမရှိဘဲနဲ့ဘုန်းကြီးပေါ်မေတ္တာပြန်ညလို့ပရိသတ်ကြီးဘလောက်များငြိမ်စိမ်နဲ့အေးစိမ်စူရာပူရာနောက်တာပြောင်းတာအနှောက်အယှက်ပေးတာမတွေ့ခဲ့ဘူးပါဒါကြောင့်အလုံးတရားနာပရိသတ်အနေနဲ့လဲအန္တရာယ်ကင်းပြီးတော့ကျမ်းမာချမ်းသာတာနာနိုင်ကြပါစေလို့ဘုန်းကြီးဒီနေ့မေတ္တာများပို့တာပါတယ်မေတ္တာပို့တာပြီးတဲ့နောက်ကြေညာထားတဲ့ဇတ်လန်းကဘုန်းကြီးတို့ဒီကနေ့မရတာကိုမှလူကျင်သူပါတယ်တော့ပြိဿကြီးမရတာကိုမှလူကျင်သူဆိုတော့ပြိဿစဉ်းစားကောင်းဝင်လိမ့်ဘာဒီများလူကျင်နေပါလိမ့်ကောင်းကင်ကဒူဝန်ကျဲကြီးကိုများလူကျင်နေလေသလားသူကမရနိုင်တာကိုပြီးတော့ဒူဝန်ကျဲကြီးလူကျင်လို့ရပါမလားမရပါဘူးဗျာမရတာကိုမှလူကျင်သူဆိုတော့ဒူဝန်ကျဲများလူကျင်နေလေသလားအဲ့ဒါကိုမှလူကျင်သူဆိုတော့ဒူဝန်ကျဲကောင်းကင်မှာရှိနေတဲ့နေနဲ့လကိုပဲများလူကျင်နေလေသလားစဉ်းစားပါပေါ့မရတာလူကျင်တာတွေလျှောက်ပြောအများကြီးပေါ့ဗျာလက်ထဲတစ်နှစ်စုလို့ငွေ1000မပူလာပဲနဲ့မာစီရီကားကြီးကိုများလူချင်းနေလေသလားအတိုယိုတာကိုရိုလာများလူချင်းနေလေသလားတွေးစရာပေါ့မရတာကမှလူချင်းတဲ့သူကိုပြိဿအနိုင်ငံကျော်ဓမ္မကတိကကြံဒီကံဆရာတော်ကြီးကိုမှတရားနာခြင်းသလားမဒါရီကိုပြိဿမဟုတ်ဘူးတချို့ကြောက်ကိုပင့်လို့ရတာမဟုတ်ဘူးလွယ်တယ်များမထင်နဲ့ဒီတဲ့တချို့ကပြောသေးပါသူတို့ပြောတဲ့စကားရှာရပါတယ်ဟိုကွာတဲ့ကြံဒီကံဆရာတော်ကကဆုံလာွယ်ထိတောက်လျှောက်တရက်မှမရှိဘူးကုန်တယ်ဆိုတော့ဗါတဲ့ထွိတ်ဆိုလားဘာဆိုလားဆိုင်ကိုဆိုလားထွိတ်ဆိုလားကျုပ်တော့ရှာရပါ
တကယ်ပြည့်တဲ့ပုဂ္ဂိုလ်ကမှကျုပ်စာအုပ်လှန်ကြည့်လို့သိပါတရားပွဲလာပြည့်တဲ့ပုဂ္ဂိုလ်တွေကိုဘုန်းကြီးတို့ကကြွားရရောက်မှဆိုလို့ကဆုံလကွယ်အထိမရှိတော့ဘူးလို့ခင်ဗျားတို့ပြောရင်ယုံညံမယုံမဟောတဲ့စာအုပ်ကြည့်သွားကြွားတာမဟုတ်ဘူးပြိဿဂုံလောက်တာမဟုတ်ဘူးဂုံဆိုတာခင်ဗျားတို့သိပါတယ်လေလှုပ်ယူလို့ရတဲ့အမျိုးမဟုတ်ပါဘူးဂုဏွန်တေပတ္တန္တိသနာအလိုလိုဖြစ်ပေါ်ပြီးတော့သူ့အကြောင်းတရားကြောင့်သူ့အကျိုးတွေဖြစ်ပေါ်လာကြတာနိုင်ငံကျော်နဲ့ကျုပ်တရားကိုခဏခဏလေးပြောခဲ့ပါတယ်ဘလုံးရှုပ်ထွေးကြော်ပါလို့တိုင်းပြည်ဝန်ခံခဲ့ရန်ကုန်မှာတရားဟောတယ်ကြည်မြင်တိုင်းမှာဓမ္မဂတိက7ပါးတိပိဋကဆရာတော်ပါတယ်ဥဝိစိတ်ဥဝိလာသကြီးပါတယ်ဘုံပြန်ဆရာတော်ကြီးပါတယ်သခိုင်းခန္ဓာယုံဝိပဿနာဆရာတော်ပါတယ်ဥဝိမလမောဂုတ်သုတ်တံပါတယ်အောင်ရင်းဓမ္မစကြာပါတယ်သမင်းချံပါတယ်တထုံပါတယ်ခမုံပါတယ်ထူးကြီးပါတယ်ကျုပ်ပါတယ်7ပါးဩဒါဖြင့်ရှင်မယားကတောင်ငူမြို့ကြီးလာပြီးတော့ဓမ္မဂတိက7ပါးထဲမှာအရှင်ဘုရားတရားနာပိဋကအစီဆုံးလို့ကြွားတာလားဗျမထင်ပါနဲ့ဘလုံးရှုပ်ထွေးတရားကြိုက်တဲ့လူတွေအတော်ပေါ်တယ်ဒါကိုကျုပ်ပြောကျုပ်ကဘလုံးရှုပ်ထွေးကြော်ကိုဗျဘလုံးရှုပ်ထွေးတာတော့ယောက်ျားမိန်းမကလေးလူကြီးရှမ်းကရင်ကချင်တရုတ်ကလာအစရှိသဖြင့်ကျုပ်တရားလူပေါင်းစုံလားဘာဖြစ်လို့လူပေါင်းစုံလာတာလဲလို့ဆိုတော့နားလေလို့ကြိုက်ကြဒါကြောင့်ကျုပ်ကလည်းနားလေအောင်ပဲဒီကနေ့ညဟောရပါလိမ့်မရတာကိုမှလူချင်းသူဆိုတော့ဘယ်သူပါလိမ့်မလဲဘယ်လူဟာကြီးပြန်လူချင်းနေကြပါလိမ့်တဲခုတ်ကလေးနဲ့နေတဲ့ဆင်းရဲသားတယောက်ကတိုက်ပေါ်ကတထေးသမီးများလူချင်းနေလေသလားစဉ်းစားကြရပေါ့လေလူချင်းသားတွေရှောက်ပြောအများကြီးပါဆိုတော့ကုံမှာမဟုတ်ဘူးမကုံတော့ဟောကြစို့ပြိဿကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာဝတိမြို့စွန်ဇနဘုံမှာကျွတ်တို့သဘုံတွေတောင်းချမ်းအဲ့ဒီလိုသဘုံတွေတောင်းချမ်းတော့သာဝတိကောသလရှင်ဘုရင်ရဲ့စစ်တီတော်များထွက်ပြီးတော့နှိမ်နှင်းကြသဘုံတွေတွေ့တော့အတွေ့သားပဲလိုက်လို့မမှီဘူးလိုက်ဘယ်တော့ညာတော့ခမ်းမဝိုင်းဝိုင်းထားနေမကောင်းပြီអော်လိုက်ရအောင်ဝိုင်းဟေဝိုင်းဟာမောဗျာနော်အဲ့ဘလို့ဝိုင်းလိုက်တာတရားနာပိဋကဆနဘုတ်ကဂျွန်းတပုံနေအကုန်ပြေးကြတော့တယောက်မှမမိလိုက်မိရလားပိဋကကြီးမိပါဗျာတပုံနေတော့မမိဘူးလေသမား3ယောက်လေထွန်းနေတာသွားတွေ့ဟောဟေးမြင်ရလားဟိုမှာ3ယောက်လာခုမှမိဟဲ့ကောင်းနေလာခဲ့ဘာလဲခင်ဗျဘာမှမလဲဘူးမင်းတို့သဘုံနေလာခဲ့ဟာကျွန်တော်တို့လင်သမားစစ်တွေပါခင်ဗျဘာလင်သမားရမှာတော့တိုင်းလူကြီးကနှိပ်စက်ခိုးတုံးကခိုးတိုက်တုံးကတိုက်ရိုက်တုံးကရိုက်ပြီးတော့အခုမှမင်းတို့ကတပြားကင်ပြီးတော့လဲတဲ့ဆင်လင်သမားရောက်ဆောင်တဲ့ကောင်လာလိုက်ခဲ့လေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားလေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားတော့မလှမ်းမကန့်မိမတယောက်ကမြင်တကူပိဋကရဲ့ဟောကြည်စမ်းဘယက်စစ်သားတွေမတရားသဖြင့်သဘုံတော့မရောက်မလိုက်ဘူးငါမျက်စိအောက်တဲ့လေထွန်းနေတဲ့လေသမား3ယောက်သူတို့ဖမ်းကြတယ်ဒီလေသမား3ယောက်လဲဘယ်လူပဲဝါရဲ့လို့ငါမသိဒါပေမဲ့လို့သူတို့လွတ်အောင်တော့ငါရှိတဲ့အကြံနဲ့
လိုက်နှုတ်မှပဲမိမကနည်းနည်းနားထောင်နော်ဒီနေရာမိမအစွမ်းပြရမှာပေါ့မိမတွေပဲနည်းနည်းတော့မြှောက်ပေးလိုက်ဦးမဟုတ်ဘူးတချို့ယောက်ျားတွေကအောင်မှာကွာမင်းတို့3000ဝမိမသား3000ဝမိမသားတဲ့အပြောခံရလွန်းလို့ဟဲ့နှမငယ်များနောက်ကိုလေနင်တို့ယောက်ျားတွေနိုင်ရင်ဟောဒီဇတ်ထုံနဲ့ကြီးကင်ပေါက်ကြတလားငါမြှောက်ပေးလိုက်ဦးလိုက်သွားပြီမိမတဘုံဆိုပြီးလယ်သမား3ယောက်ထောင်သွင်းအကျဉ်းထားကြမိမကရွှေနန်းတော်ကြီးလှည့်ပတ်ပြီးတော့အော်ပြီးပြိဿဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဣသရဏမေဒေထဣသရဏမေဒေထဣသရဏမေဒေထလို့ဒီဝအရှင်မင်းကြီးဣသရဏဖုံးလွှမ်းရပစိုးကိုဒေထပေးကြပါကုန်တော့ပစိုးပေးပါတဲ့ငါဖုံးလွှမ်းရပစိုးပေးပါလို့ရွှေနန်းတော်ကြီးလှည့်ပတ်អော်တယ်ပြည်သားကြီးဘာပေးပါလို့တောင်းတာတော့ဖုံးလွှမ်းရပစိုးပေးပါအဲ့ဒါလို့អော်တော့ရှင်မင်းကြားဟဲ့မင်းကြီးများဖယားငါဤနန်းတော်လှည့်ပတ်နေတဲ့တောသူမှဘာရီပြောနေမှန်လားပါဗျာပစိုးပေးပါလို့တောင်းနေတယ်ဗျာဟဲ့သွားပစိုးကြီးတွေကပစိုးဂူတော်တွေကပေါ့ဗျာပစိုးတွေထုတ်ပေးလိုက်ပစိုးတွေထုတ်ပေးလိုက်ဘယင်အမိတ်တော့မှတ်လို့ပစိုးတွေထုတ်ပေးတော့အိုးတဲ့ငါဒီပစိုးပြောတာမဟုတ်ဘူးတဲ့ကိုပြောတာမဟုတ်ဘူးတဲ့သာမိလင်ဒီဟူသောဖုံးလွှမ်းရပစိုးကိုတောင်းတာဒီမိမစောစောကပစိုးအခုပဲနဲ့လင်နေပါလေပါလာပါလေလာဘယင်ထောင်လိုက်ခဲ့ဘယင်ထောင်ခေါ်သွားမှန်လားပါဗျာဒီပစိုးမဟုတ်ကြောင်းပါလေဗျာဟဲ့တော်သူမဗျာနင်ပစိုးဆိုလို့ပစိုးထုတ်ပေးပြီပစိုးပေးပြန်တော့မဟုတ်ဘူးဆိုတော့နင်းဘယ်လိုပစိုးတောင်းတာတော့အသိမကြီးတာမိကိစ္ဆရဏလင်ဒီဟူသောဖုံးလွှမ်းရပစိုးကိုတောင်းတာပါဗျာပါဗျာဒီပစိုးဖုံးလွှမ်းလို့ကတော့မလုံးပါဗျာတဲ့ဘုရားကျလုံးမျိုးမကြီးသတော်ဥတင်ရမယ်ဆိုရင်ဖြင့်နေကနရိယနုရကနေကရထအရာဇီကံအခိပိဝိရဝနေကယတ္တပိဓတ္တဘာတရောနေကနရိအနုရကဆိုတာရေမရှိတဲ့မြစ်ဟာအချီးနှီးပါဗျာတဲ့နေကရထအရာဇီကံမင်းမရှိတဲ့တိုင်းပြည်ဟာလည်းအချီးနှီးပါဗျာအခိပိဝိရဝနေကတဲ့မိမများမှာလင်းနဲ့ကင်းနေလို့ရှိရင်ယတ္တပိဓတ္တဘာတရောမောင်တကြိတ်ဆောင်တော်လဲပစိုး1000ထပ်ပြီးတော့ဝစ်တော်လဲလင်းမရှိတဲ့မိမမလုံကြုံကြောင်းမှာအချီးနှီးဖြစ်ကြောင်းပါဗျာတိုက်ပြည်အုပ်ထုတ်တဲ့ဘယင်များကကောက်ချင်တာတောင်းပါသာမိကာလအသာမိကာလမေးပြီးတော့ကောက်တော်မူကြပါဗျာလင်းရှိမရလို့ဆိုလို့ရှိရင်ရှောင်ကျင်ကြပါလေဤရှောင်တယ်ဆိုပြီးဘယင်ဆိုတဲ့လူမျိုးကလည်းလိုချင်ဇွတ်ပါပဲဟိုနေ့ကဟောပြီးခဲ့ပြီဘုရားကုန်းတော်ပေါ့ဒါပေမဲ့လို့တော်သေးတာပေါ့အော်လင်းရှိမရပါလားငါပြစ်မှားမတော်တော့ဘူးဒါပေမဲ့လို့သူ့ကိုမှမိဖုရားမမြောက်ရရင်ငါဘယ်နဲ့ညနဲ့လို့ဆင်ခြင်ပါသေးတယ်ဘေးကမြောက်ပေးတဲ့လူရှိရင်တော့အဲ့ဒီရှင်မရင်လဲဆင်ကန်းတော်တို့ဇွတ်လုပ်တော့တာပဲနားထောင်တော့ဒါကြောင့်လင်းမရှိတဲ့မိမအချီးနှီးပါဘုရားပစိုး1000ထပ်ဝစ်တော်လဲမလုံးပါမောင်တကြိတ်စောင့်မိမယ်လို့အပိုးပါပဲဘုရားတဲ့ဒါကြောင့်ဘုရားကျွန်တော်မျိုးမသည်ဟောဒီပစိုးကိုတောင်းသည်မဟုတ်လင်းဒီဟူသောပစိုးကိုတောင်းကြောင်းပါဗျာ
嘿，多祖嘛，你把老家要家里包啥呢？连得要你把你下有为啥喂？但比欧洲的俺们因为领导要，你不如路线慢慢的问呢，你人也不对，俺们路下边也嘛喽。他家见到牛的也领导，胖抓的才爸陪啊。哎，美女呀，陪啊，稍稍个这不都要没个错，马拉马陪啊，这不都要没个羊马陪啊。哎，考个啥？这不都要考了？哎，到处马陪啊，第这不都要听个，为啥你领导来叫啥？好的都要听个，这个陪啊见到牛马也领马陪啊。这个陪呀见到牛马也打把陪呀，或这个陪呀见到牛马也每个每的毛一马陪呀，到了5点来，该诈骗，你连考多，都要在龙门背来用拉片，拉片没得多少嘛。不错说路不错背的，他领流都不受当家呢。俺们总要这个领我背边的，总要么论内幕来表边的。嘿，都要实路么论内幕，路线呢都要顾啥表？嘛老爸别的路线呢都要表呀，没出现，培养见到牛马鸡，毛银我背吧别，得看你吧。没人呀，哎呀，你们嘛写这个弄这个没这个的，苗苗表你吧，那没你们，马拉巴片，家里也巴片，嘿，找住嘛，你表的这个身上上，俺碰乱呀不错，背吧错路不错，背开比，你不错好吧？我邻里屋头碰乱呀不错的，邻我背面了都要是路嘛路来木拉路出边的。嘛，论内幕这要看北面说的，aku mau我路进来路等收养比，离我当比本来要mau我路进哪来嘿？这是5点嘛没票的，还要见到牛嘛也，没跟阿英皮的，阿妹的一哭，得从过把这片老干嘛洗了吧拍呀？မရှိတော့ဘူးဖေဟာကျွန်တော်မျိုးမှအမေဖေဟာကျွန်တော်မျိုးမှအမေမရှိတော့လို့ဟောဒီလိုမောင်ဝစားထိုးပြီးတော့နောက်ထပ်ရဖို့ရမလွယ်တော့ပါဖေဟာတပည့်တော်မှတကယ်လျှောက်ထားရမယ်ဆိုရင်ဖြင့်အောက်စဉ်ကင်းသူအမေဗုဒ္ဓပတိဒါဝန္တိယပတိတေသတေသနပသမီရတော့တရိယာမလေးမှန်လားပါဗျာဖះကျွန်တော်မျိုးမကြီးတကယ်တော့ဥတည်ရမယ်ဆိုရင်ဖြင့်မိမသားဆိုတာဟာခပိုက်မှာသားတယောက်ရလွယ်ပါတယ်ဗျာတဲ့ခပိုက်မှာပြည်သားကြီးမိမကြီးခပိုက်မှာဘာရလွယ်တဲ့တို့ခပိုက်ဆိုတာတို့ခပိုက်ဟဲ့我先表演看了你的牌，哎，这别表没，看外头了大家地路啊，外头地路老太的看外天的嘛少了，对吧的，对不的啊，这么江边多来打嘿，没嘛面看外嘛咋的要过下来吧的拍呀的，那比着把车场问题呀不的。မိမများဟာလေလင်းတယောက်ရဖို့ဟာခရီးလမ်းကိုရှောက်သွားမယ်ဆိုရင်အလွယ်ကူပါတယ်ဗျာနားထောင်တော့မိမပိုင်းဆိုင်ရာနားထောင်သွားတော့ခက်တယ်မထင်နဲ့ဟေးလင်းတယောက်ရဖို့ဟိုမိမကပြောနေပြီဗျလင်းတယောက်ရဖို့ဆိုတာပထေသာဝန္တိယပတိလမ်းမှာပြေးသွားတဲ့မိမတယောက်ဒီလင်ရဖို့အမတန်လွယ်ပါတယ်ဖေဟာလွယ်တဲ့ဟဲ့လွယ်တဲ့အမျိုးငါပြောတာ
ခက်တဲ့ဟာကြခက်တာပေါ့နောက်ပိုင်းလာလိုက်မဲ့လွယ်ပုံခက်ပုံနဲ့ပတ်သက်ပြီးတော့ဇတ်ထုတ်တထုတ်၃ပါးညီနောင်သေပွဲအောင်နဲ့အခုလွယ်တဲ့သူပြောနေတယ်ဒါကြောင့်အသက်ရှင်နေသေးလို့ရှိရင်ဖြင့်သားကလည်းခပိုက်မှရဖို့လွယ်ပါတယ်လင်းကလည်းခကြီးထွက်သွားလိုက်ရင်လင်းကလည်းရဖို့လွယ်ပါတယ်ဟောဒီမောင်ကတော့မောင်ကိုမွေးဖွားပေးတာအရာဖြစ်တဲ့အမေမရှိတော့လို့မှန်လားပါဗျာဖယားကျင်တော်မျိုးမကြီးမရတော့တဲ့မောင်ကိုမိခင်မရှိလို့မွေးဖွားမပေးနိုင်တော့တဲ့မရတဲ့မောင်ကိုမှဖယားကျင်တော်မျိုးမကြီးလိုချင်ကြောင်းပါဖယားမောင်ရကိုခဲရင်သွားပါတဲ့အဲ့ဒီတင်ဘယင်ကြီးပြုံးလာဟဲတဲ့တဘောကြစရာကောင်းတဲ့စကားဟဲ့မင်းကြီးများဖယားဒီမိမငါစိတ်ကိုကြည်လင်အောင်ရွှင်ပြအောင်ငါစိတ်ထဲသူ့အပေါ်မှာအပြစ်တင်နေတာတွေအကုန်လုံးပြည်ကျသွားအောင်ဖြည့်ရှင်းနိုင်တဲ့မိမပဲตาဆိုတာရလွယ်တဲ့လင်းဆိုတာရလွယ်တဲ့မောင်ကသူ့အမွေရှိမရှိလို့မောင်ရဖို့မလွယ်တော့ဘူးတဲ့လက်စတတ်တော့ပစိုးတောင်းပစိုးကနေလင်းတောင်းလင်းကနေမောင်တောင်းတကယ်တမ်းကျတော့ဒီမိမသည်မရတာကူမှသူလိုချင်သူပါလားကွယ်ပေါ်ရလားဟဲ့ပေးသားကြီးပေါ်ရလားဟေးမောခုဟာဇတ်ထုံးတဲ့အနီနဲ့ပေါ်လွင်သွားပါလားဟေးပေါ်လွင်သွားပြီပေးတဲ့နာမည်နဲ့ကြိုက်ကြလားဟေးကြိုက်သွားပြီမင်းရမလို့ဘယ်လိုဖြစ်သွားတာဟဲ့မင်းကြီးများဒါတို့အတန်ထိတ်ပေါ့မရတာကိုမှလိုချင်သူဟဲ့မင်းကြီးရဲ့မှန်လားပါဗျာလင်းဆိုတာသူရှားယူရပါတယ်ဗျာသူအရွယ်ကြည့်လိုက်ပြန်တော့လဲငယ်ရွယ်သူရှိနေသေးတယ်မို့20ကျော်30တွင်မို့သားကလည်းသူရလွယ်တယ်ဆိုတာမှန်ပါတယ်ဗျာခကြီးလည်းလျှောက်သွားလို့ရှိရင်လင်းတယောက်ရလွယ်တယ်ဆိုတာသူ့ရုပ်ရည်လေးကလည်းတနာကမပါဗျာသူဒီရလွယ်တာကိုမလိုချင်မဲနဲ့မရတာကိုမှလိုချင်သူဖြစ်ကြောင်းပါဗျာအေးဒါကြောင့်ငါနှစ်သက်သဖြင့်ဟဲ့တောသူမဗျာဟောဒီသားရောလင်ရောမောင်ရော3ယောက်စလုံးအကုန်ခေါ်တော့ဒီသဘုံ3ယောက်ငါလွတ်တယ်ဘယင်များလည်းခဲလာနော်ဖမ်းလာတာသဘုံဟုတ်သလားမဟုတ်ဘူးလားမမေးဘူး तू ကပါရောသဘုံနေတော့တာကဲလေသမား3ယောက်လွတ်သွားပါလားဟိလွတ်သွားပါဗျာအဲ့ဒီလေသမား3ယောက်လွတ်သွားတဲ့ကိစ္စကိုကျွတ်တို့ဓမ္မသဘင်မှာတန်ဃာတော်များစကားဖြစ်ကြဓမ္မသဘင်တန်ဃာတော်များစကားဖြစ်တော်မူကြတာကငါရှင်တော်မိမဖြစ်ပေမဲ့ညံကောင်းလေစွာမှန်တော့မိမတွေအတွက်ကင်ပေါက်စရာငါဝတ္ထုတစ်ပုဒ်ထုတ်ပေးခဲ့တချို့ကမိမတွေအထင်သေးလွန်းလို့တာဝတိတယောက်နဲ့တယောက်တော့လည်းတိုက်ပေးတာမဟုတ်ပါဘူးတစ်ခါကြလို့လည်းတယောက်နဲ့တယောက်အနိုင်ယူကြနင်တို့မိမတွေက3000ကိုမိမသားတဲ့ဒီထဲတချို့မိမတွေကမခံရင်တော့ပြောတယ်3000ကိုမိမသားဘာဖြစ်တုံးလဲဖယားကသူကမွေးတုံးနဲ့အမဒီလိုလာတာမခံတဲ့မိမလည်းမခံဘူးသူတို့လည်းနိုင်အောင်ပြောတာ3000ကိုမိမသားဘာဖြစ်တုံးလဲဖယားကသူကမွေးတုံးနဲ့သူတို့အနိုင်ယူတာလေဖယားကဒီမိမကမွေးတာကိုဒါကြောင့်လောကကြီးမှာတရားနာပရိသတ်မိမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်လောကကလွန်မြောက်သွားရင်ပြီးချမရှိပါဘူးဟောခင်ဗျားတို့အိမ်ငင်ကြီးမှာပေါ့ပေးတာကြီးအိမ်နေဆောက်မထားဘူးလားဆောက်ထားပါဗျာဆောက်ထားပါအော်နောက်ကလူတွေအိမ်မရှိချဘူးသနာပါနော်ဘယ်စရမြန်တက်နေကြပါပါဇာမရသားနဲ့အိမ်ဆောက်ရသားနဲ့မဖြေဘူးပေးတာကြီးအိမ်နေဆောက်မထားကြဘူးလားသိချမ်းသာသွားပါပြီလူတိုင်းအိမ်ရှိအတမထွက်လို့ပြောနေတာ
ဆောက်ထားတော့ကြုံမင်းအောင်မယ်ဟိုယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်လို့သီးသန့်ဆောက်သလားပြုဆောက်ပါဘူးယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်သီးသန့်မဆောက်ပါဘူးကဲဒါဖြင့်မင်းရအောင်မဲ့ယောက်ျားနေတဲ့အခန်းမိန်းမနေတဲ့အခန်းလို့မြန်သီးသန့်ထားသလားထားပါဘူးရှင်မရအနောက်ခန်းမိန်းမတွေနေတာပဲဖေရလို့တော့ငါကာတိကတ္တမပြောနဲ့ညကြယောက်ျားတွေအဲ့ဒီခန်းနဲ့ရောက်တာငါကပ်ပေါ်မွေးလာသလားမသိဘူးမထားဘူးဟဲ့ယောက်ျားနေတဲ့ခန်းမိန်းမနေတဲ့ခန်းသီးသန့်အေးဦးကန်းဖယားရှင်မှာမိန်းမတွေဒူးတုပ်ပြီးတော့လက်အုပ်ချီးပြီးတော့ရေချမ်းကဆန်းတော်ကဖယားဝတ်တဲ့မေတ္တာပို့အမျှဝေနိုင်သလိုမိန်းမတွေအဝတ်တန်းတင်းတဲ့အနောက်ခန်းတွေကိုလည်းယောက်ျားတွေကဲဘာပြောချင်လဲမထားဘူးသီးသန့်ဒါကြောင့်မိန်းမနေတဲ့အိမ်ယောက်ျားနေတဲ့အိမ်သီးသန့်မဆောက်သလိုမိန်းမနေတဲ့အခန်းယောက်ျားနေတဲ့အခန်းသီးခြားမထားသလိုနိဗ္ဗာန်ကြပြန်တော့လေမိန်းမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်ရဲ့လို့သီးခြားမရှိတော့ဘူးပြိဿဒါကြောင့်မိန်းမပင်ဖြစ်လင်ကစားယောက်ျားထက်မြတ်တဲ့မိန်းမတွေလည်းရှိနေကြသည်ယောက်ျားပင်ဖြစ်လင်ကစားမိန်းမထက်ယုံညံ့တဲ့ယောက်ျားတွေလည်းရှိနေကြသည်လောကမှာဒါကြောင့်မိန်းမသည်မိန်းမဖြစ်တော့လဲမလျှော့သောဇွဲလုံးလားဖြင့်လင်ကိုယူစေရမယ်နတ်ကဲ့သို့လှုပ်ကြွေးရမယ်လော်လီချင်း၅ပါးกินရမယ်အဲ့ဒါလို့နေကြထိုင်ကြရင်ယောက်ျားဘဝကိုလည်းဆူတောင်းလို့ရနိုင်တယ်နတ်ပြည်ကိုလည်းရောက်နိုင်တယ်ဒီဥပနိတရားတွေတဘဝထဲတဘဝမြင့်မြင့်ရင့်ရင့်ပြီးတော့နိဗ္ဗာန်ထိအောင်လည်းကြိုးစားလို့ရနိုင်တယ်မရဘူးလားပြိဿဒါကြောင့်မိန်းမနဲ့ယောက်ျားအတူတူနေပြီးရံဖြစ်เสียများလိုသေးလားပြိဿလိုပါဘူးတဲ့အောင်နေကြလင်မယားတဲ့အောင်လည်းဟောပါသေးတာဟုတ်တယ်လေလင်မယားတဲ့မှာဘုန်းကြီးနှခါအစီဆိုမှာအမနဲ့မိုးလေးအိယာကထသတ်နေတဲ့လင်မယားဘယ်ဆိုရင်တစ်ခွက်လောင်းမှုတတိယလိုက်ကျုပ်မန္တလေးအလိုက်မသိလို့သွားရက်ဘူးတယ်လင်မယားသတ်နေတဲ့အိတစုံရနဲလားဗျကျွတ်တို့ဘုန်းကြီးကသူများကျွေးမှစားရတာဘာဟာကြီးဘာကြီးလောက်ကြလို့တော့ဘုန်းကြီးကဘဝင်မြင့်စရာထင်ကြီးစရာဘာမှမရှိဘူးဝိတ္တာလည်းသူများပေးတာကျွေးတာလည်းသူများကျွေးတာပဲနေတဲ့ထိုင်တဲ့ကြောင်းတွေလည်းသူများဆောက်ပေးတာပဲအဲ့တော့ကျွတ်တို့ဘုန်းကြီးတွေကလူတွေရဲ့နှာခေါင်းနဲ့အသက်ရှူရဟိုနှာခေါင်းဆိုလို့ဗဇထက်ကနှာခေါင်းကြီးတွေငှားရှူတာပြောတာမဟုတ်ဘူးတင်စားပြောတာဂတိကတ္တဝင်လာမှဆိုလို့သူများနှာခေါင်းနဲ့အသက်ရှူတယ်ဆိုတာသူများကျွေးတဲ့အစာနဲ့သူများပေးတဲ့အဝတ်နဲ့သာသနာတော်ကြီးကိုကျွတ်တူထမ်းဆောင်ရဒါကြောင့်အရင်စစ်တော်အမြင့်မီကသာသနာမှာဓာယကမကြည်ယူလို့ရှိရင်မလွယ်ဘူးပြိဿမှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်ခင်ဗျားတို့ကဥယျင်မှုနဲ့တူတယ်သာသနာတော်ကြီးကဥယျင်ကြီးနဲ့တူတယ်သာသနာတော်မှာမှီတင်းပြီးတော့သတင်းသုံးကြတဲ့တန်ဃာတော်အရှင်မြတ်တွေကသစ်ပင်ပန်းပင်နဲ့တူတော်မူကြတယ်ဥယျင်မှုကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဒီအချင်းရာတွေကိုပြုကြပါမှာဥယျင်ထဲမှာရှိတဲ့သစ်ပင်ပန်းပင်တွေအသီးအပွင့်တွေလန်းဆန်းပြီးပွင့်ပြီးတော့လာနိုင်တယ်လို့ဥယျင်မှုနဲ့တူတဲ့ခမည်းတော်တွေကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဆိုတဲ့အမှုတွေနဲ့တူသောဆန်းဆေးကြောင်းသင်္ကန်းပစ္စည်းလေးပါးဖြင့်ချီးမြှင့်ထောက်ပံ့ကြပါမှာဖယားရဲ့အဆုံးအမလို့ခေါ်တဲ့သာသနာတော်ကြီးထဲမှာသတင်းသုံးနေကြတယ်သစ်ပင်ပန်းပင်နဲ့တူတဲ့တန်ဃာတော်အရှင်မြတ်တွေဟာပရိယတိပฏิပတ်တိပฏิဝေရခေါ်တဲ့သာသနာသုံးရအညွန်အဖူတွေပြီးပွင့်ပြီးတော့လာနိုင်ပါတယ်မှန်ရလားဘုန်းကြီးပြောတာဒါကြောင့်တရားနာပရိသတ်ရေဆွန်းစွန်းရနဲလားလင်မယားသတ်တဲ့အိမ်ငယ်ငယ်ကအလိုက်မသိလို့ကြုတ်သွားရက်